အားလုံးပဲမင်္ဂလာပါဒီမိုလေး creation အစားနဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ရဲ့ channel လေးမှာအခုမှ design ပိုင်းကိုစပြီးလေ့လာနေတဲ့သူများတို့ကိုရည်ရွယ်ထားခြင်းဖြစ်ပါတယ် Photoshop Illustrator ကိုအသုံးပြုပြီးဘယ်လို design တွေဆွဲမယ်တူးတွေကဘယ်လိုအသုံးဝင်လဲပတာတွေ design တွေမောက်တွေဘယ်လိုလုပ်ရတယ်ဆိုတာကိုအခုချင်းအခြေခံကစပြီးသင်ကြားပေးမယ် channel လေးဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးမစခင် channel လေးကို subscribe လေးလုပ်ဘေးနားက notification လေးကိုနှိပ်ပေးခဲ့ပါဦးတောင်းဆိုလိုက်ပါတယ်ကဲဗီဒီယိုလေးစလိုက်အောင်အားလုံးပဲမင်္ဂလာပါဒီအပတ်မှာတော့ကျွန်တော်သင်ပေးမယ့် lesson လေးက Photoshop နဲ့ပတ်သက်ပြီးတော့ဒီပုံလေးဆွဲတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ color လေးကကျွန်တော်အမှောင်ဘက်ကိုယူထားတယ်ပေါ့နော်ဆိုတော့ဒီ color ကုတ်တိုင်းယူမယ်ဆိုရင်ယူလို့ရတယ်ကိုယ့်ကိုကြိုက်တဲ့ color ကုတ်သုံးလို့ရတယ်ပေါ့နော်အဓိကတော့ color တော့အမှောင်ဘက်ကိုရောက်နေပိုကောင်းတယ်ဆွဲရတာအဲ့တော့ okay ကျွန်တော်တို့ဒီမှာကျွန်တော်ရွေးကြိုက်တဲ့တူးနေကျွန်တော်ကလုပ်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်က၄000ခွက်လေးဆွဲလိုက်မယ်ပေါ့အဲ့၄000ခွက်လေးကိုကျွန်တော်တို့ကဒီဘောင်ဘာရောင်ဆွဲမှာလဲပေါ့အစင်းရောင်ဆွဲမှာလားနော်ကိုကြိုက်တဲ့အရောင်လေးကိုသုံးလို့ရတယ်ကျွန်တော်တို့အစင်းရောင်လေးကိုဆွဲလိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီတက်ကပေါက်လေးကျွန်တော်ပေါ့နော်ဟို၄000ခွက်လေးဆွဲပြီးသွားဖြစ်တဲ့အတွက်ဒီမှာ property ဆိုတဲ့ပေါက်လေးခေါ်ထားရမယ်ပေါ့နော်တကယ်လို့မပေါ်ဘူးမရှိနေဘူးဆိုရင်လည်း window ရဲ့ဟိုသွား window ရဲ့မှာ property ဆိုတဲ့နော်ဟာလေးကိုနှိပ်လိုက်ပြီးဆိုလို့ရှိရင်ဒီမှာ property ပေါက်လေးကြာလာမယ် okay ကြာလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုဒီတောင်လေးတွေကိုခုံးမှာပေါ့နော်ခုံးမှာဖြစ်တဲ့အတွက်20လောက်ထားလိုက်နော်20လောက်20လုံးနဲ့okay ပြီးကျွန်တော်အောက် copy ဆွဲချမယ်ပေါ့နော် copy ဆွဲချဖို့အတွက်ကို keyboard ကနေ Alt ရဲ့ရှေ့ရဖိထားတယ်ပေါ့နော်ဖိဆွဲဒီနေရာမှာကျတော့ကိုလိုချင်တယ်လို့ပေါ့နော်ကိုကဘယ်နှဆင့်ယူမှာလဲပေါ့ဒါတော့ကိုစိတ်ကြိုက်တော့ကိုမူတည်တယ်ပေါ့နော်ကျွန်တော်လောက်ဆုံးအဆင်ပြေပြီကျွန်တော်ဒီအခေါင်းလေးကိုတိတ်ဘောမကြသေးဘူးပေါ့နော်အခေါင်းလေးတွေနဲ့ပြန်ပြင်ခြင်းနဲ့28 okay ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာဒီ layer ပေါက်မှာပေါ့နော် layer ပေါက်မှာကျွန်တော်တို့ကဒီ layer တွေအကုန်ပေါင်းမယ်ပေါ့အဲ့တော့ keyboard က Alt ရဲ့ control ရဲ့ Alt ရဲ့ A ရဲ့နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ selection ကိုဝင်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ပြီးရင် control ရဲ့ E ရဲ့နှိပ်လိုက်ပြီဆို layer ပေါင်းသွားပြီနော်ရမယ်နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်ပြောရ25နော်ဆိုတော့ဒါဆိုရင်ရတယ်နော်ပြီးရင်ကျွန်တော်တို့ကဒီအပေါ်မှာဒီလောက်ပဲထပ်ဆက်မယ်တို့တော့ကျွန်တော်တို့က color လေးကိုနည်းနည်းလေးရင်းတဲ့ဘက်ကိုသွားရမယ်ပေါ့နော်တို့ဒီ layer နဲ့ဒီ layer နဲ့ကိုကျွန်တော်တို့ကဆန်တာကြဖို့အတွက်ဆိုလို့ရှိရင်ဒီ layer ကို control လေးပြီးတာ layer ပေါက်ထဲမှာ select ချက်တွေ့လိုက်ဒီမှာ select ဝင်သွားပြီပြီးရင်ဒီ layer ကို right click ထားပြီးတော့ select ပြန်မှတ်ပါနော် select မှတ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနော်ဒီဟာလေးကိုဒီမှာနော် align horizontal ဆိုတဲ့ဟာလေးနော်ဒီ icon လေးကိုမှတ်ထားဖို့ဒီ icon လေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုရင်သူကဆန်တာကိုကြာသွားတယ်ပေါ့နော်ထားပါတော့ကျွန်တော်မြင်တာအောင်ဒီဘက်မှာထားလိုက်ပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်လုပ်တဲ့အတိုင်းပဲပေါ့နော် select လေးပြန်မှတ်လိုက်မှတ်ပြီးလို့ရှိရင်ဒီမှာဖြစ်ပြီးဒါလေးကိုချိန်ကြည့်နော်ဒီမှာဆန်တာဖြစ်သွားတယ်ပြီးတို့လည်းဒီအောက်ကိုထပ်ဆွဲချဒီနှစ်ခုကိုကျွန်တော်တို့ကဒီကပြန်ပေါင်းလိုက်မယ်ပေါ့နော် control ရဲ့ E ရယ်နော်သူရဲ့ shortcut က control ရဲ့ E ရယ် color လေးကိုကျွန်တော်အရောင်လေးနည်းနည်းလေးရှင်းလိုက်မယ်ရမလားတကယ်လို့ဟောပါနော်လုံနေနေမရှင်းတာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment box မှာဝင်ပြီးတော့ဝင်မှတ်ပြီးတော့မေးလို့ရတယ်ပေါ့နော်ကျွန်တော်ပြန်ပြီးတော့
ဖြေချပေးပါမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီ layer တက်တက်ရဲ့ဒီ layer နှစ်ခုပေါ့နော် layer နှစ်ခုရထားတယ်နော်အဲ့တော့ကျွန်တော်ကဒီမှာနောက်တစ်ခုကကြတော့ကျွန်တော်ဒီ layer တွေကို reset ဟိုပါပေါ့နော် reset တက်လုပ်မရဘူး reset တက်လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟိုပါပေါ့နော် site ကျွန်တော်တို့ banner design တွေပါဆွဲတယ်ပေါ့နော်အဲ့လို banner design ထုတ်တော်မယ်လို့ပါလို့အတွက်ဆွဲရဆိုလို့ရှိရင်ဒီကောင်တွေကိုကျွန်တော်တို့ဆွဲကြည့်ရဆိုလို့ရှိရင်ဝါးသွားမှာနော်အဲ့တော့ကျွန်တော်တို့ကဒီကောင်သူ့ကိုကျွန်တော်တို့က smart object file ပုံစံမျိုးပဲသုံးမယ်ဒါဆိုလို့ရှိရင်ဘယ်လောက်ဆွဲချက်မဝါးတော့ဘူးနော်အဲ့ဒီနည်းကိုကျွန်တော်ဒီမှာတစ်ခါလေးပြပေးသွားမယ်ပေါ့နော်ဗီဒီယိုလေးကိုစောင်းအောင်ကြည့်ပြီးတော့လိုက်လို့ပေါ့နော်ဒါကဟောနော်ကျွန်တော်ခုနကတော့ပြန်ပြလိုက်မယ်ခုနဒီလိုဖြစ်တာကိုကျွန်တော်က shortcut သုံးပြီးတော့creeping map သုံးလိုက်တာပေါ့နော် creeping map သုံးလိုက်တာ shortcut သုံးလိုက်တာပါ layer ကနေ layer ပေါက်ထဲကနေသွားပြီးတော့လေသွားပြီးတော့ creeping map လုပ်လို့ရတယ်ပေါ့နော်ဒါကပထမ normal တိုင်းပေါ့ဒါ writing out create clipping map နော်ဒါဆိုလို့ရှိရင်ကြာပါလို့ရှိရင်ကျွန်တော်ဒီမှာ line image ထည့်ဒီညမှာကျွန်တော်ပြောချင်တာက filter တွေကိုသွား blur တွေကိုသွား motion blur ကိုသွားဒီမှာmessage box ကြီးပေါ်လာတယ်ပေါ့နော် message box ကြီးပေါ်လာဆိုတော့ဘာလို့မှလဲဆိုတော့သူ့ကိုcombat to smart object နဲ့သုံးပါလားပေါ့နော်သုံးဖို့ reset တက်လုပ်မှာလား reset တက်လုပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဥစ္စာကို site ကြီးမှာသွားသုံးနေဆိုလို့ရှိရင်ဒီဥစ္စာတွေကဝါးသွားမှာဒါကြောင့် smart to combat to smart object နဲ့သုံးရင်ဒီကောင်မဝါးဘူးပေါ့နော်အဲ့ဒါလေးသိကြရမယ်Thank you ကျွန်တော်နှိမ့်လောက်ပဲထားမယ် Okayပြီးရင် order လေးနဲ့ copy သွားအောင်ပေါ့နော်ဒီ line လေးတိုင်းပဲကျွန်တော်တို့ copy သွားလိုက်နော် Okay ပြီးဒီဥစ္စာကိုကျွန်တော်တို့က group ဖွဲ့ထားလိုက်ပေါ့နော် group ဖွဲ့ထားလိုက် group ဖွဲ့မယ်ဆိုလို့ရှိရင်ကိုဖွဲ့ခြင်းနဲ့ layer မှာသွားပြီးတော့ shift ပြီးလို့ရှိရင်အစမှာ shift ပြီးပေါ့နော်ကိုဆုံးlayer ဘယ်နှခုရှိလဲပေါ့အဆုံးတဲ့ layer မှာ click ချက်ထားလိုက်ပြီးရင် control G နှိပ်လိုက်နော်ဒါဆိုရင် layer ပေါင်းတာဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ lighting ထည့်ရမယ် lighting ထည့်မယ်ဆိုလို့ရှိရင် elliptic tool ကိုယူမယ် shift လေးကိုဖိတာ down လေးကိုဆွဲချနော်ဆွဲချပြီးလို့ရှိရင်ကျွန်တော် filter လေးကိုတော့ blur custom blur ဒါလည်း smart object ခုနတိုင်းပဲနောက်ပြီးရပြီဒီ control D လေးနဲ့ control D လေးဖိနှိပ်လိုက်ပါနော်ဖိပြီးရှင်တောင်းကနေ order နဲ့ shift ကိုဖိတောင်းကနေဆွဲကိုလိုချင်တဲ့နာမချပြီး enter ခောက်နော်အဲ့ဒါကိုကျွန်တော်တို့က sort လိုက်ဖို့ sort လိုက်မဟုတ်ဘူး
overlay ကိုပြောင်းလိုက်ပါနော် overlay ပြောင်းပြီးနည်းနည်းလေးထပ်ကြည့်မယ်နော်ဒါကတော့ကိုလိုမျိုးအသုံးပြုလို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကဒီ color ကိုမကြိုက်ဘူး color ကိုနည်းနည်းလေး change နေတယ်ဆိုလို့ရှိရင်ဒီမှာသွား change လို့ရတယ်ဒီမှာ combat to smart object လောက်ထားတာဖြစ်တဲ့အတွက်ဒီမှာ double click ခောက်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီမှာနောက်ထပ်ပါနော် hot တစ်ခုမှသွားပြီးတော့လွတ်အောင်မယ်ပေါ့နော်အဲ့မှာကျွန်တော် color ပြောင်းကျွန်တော်အဝါဘက်ကိုနည်းနည်းအဝါဘက်ကိုပြောင်းလိုက်ပြီး control F နှိပ်လိုက်နော်ဒါဆိုလို့ရှိရင်ဒီမှာဟုတ်ပြီနော်ရမှန်းပြီ okay လို့ရှိရင်ကျွန်တော်ကဒီပုံမှန်ပြထားတဲ့အတိုင်းပဲဖျောင်းနိုင်ပုံစံမျိုးလေးဆွဲမယ်အဲ့တော့ကျွန်တော်တို့ကပန်တူကိုပြောင်းမယ်ပန်တူကိုပြောင်းဒီနောက်မှာတစ်ချက်ကပတ်ဖြစ်နေကျွန်တော်က shape ကိုပြောင်းမယ်နော်ပြီးကျွန်တော်ဒီမှာတစ်ချက်နှိပ်ပြီးတစ်ချက်ပေါ့နော်ချက်နှိပ်ပြီးမောက်လေးနဲ့ကွေးပေါ့ဒီတိုင်းရပြီပြီးပေါ်တာလေးပြီးတော့ဖြတ်ချလိုက်ပြီးလို့ဖြစ်နော်ဒါလေးကိုကျွန်တော်တို့က control J နဲ့ copy ပါပြီး control D select မယ် select to horizontal ပြီးဒုညောင်းဒုနှစ်ခုညှိလိုက်နော်တခါလေးဆွဲလို့ရတယ်ပေါ့နော်တခါလေးဆွဲတခါလေးဆွဲသွားလို့ရတယ်ကျွန်တော်ကြာမှာဆိုလို့နော်ပြန်ချိန်ရပါကြာလို့ကျွန်တော်ဒီတိုင်းလုပ်လိုက်ပြီးဒုနှစ်ခုကိုဒီနှစ်ခုကိုလေယာပါမယ်ခုနကကျွန်တော်ပြောခဲ့တူပဲ control E ရပြီးအကြောင်းကြီးပြောင်းမယ်ရောင်းပြီးပြောင်းပြီးသွားရှင်ကျွန်တော် face ကိုနည်းနည်းလေးလျှော့လိုက်နော် face ကိုနည်းနည်းလေးလျှော့လိုက်ဟုတ်ပြီနော်ကြာမှမသိဘူး okay ကျွန်တော်ဒီပေါ်မှာကျိုးလေးတက်မယ်နော်ကျိုးတက်မယ်ဆိုတာကျွန်တော်တို့ပုံမှန်တိုင်းပဲဒီမျိုးဟိုပါပေါ့နော်ပန်တူးလေးနဲ့တက်လိုက်လေရတယ်ဒါပေမဲ့ကျွန်တော်တို့ကစပီးချက်ချက်ကျွန်တော်သွားချင်တာပေါ့နော်စပီးချက်ချက်လေးသွားချင်တာဖြစ်တဲ့အတွက်ကျွန်တော် ruler ကိုပေါင်းမယ် control T နော် control T နှိပ်လိုက်ပြီးရင် ruler ကိုဆွဲပေါင်းရတယ်ပြီးရင်ကျွန်တော်ကကျိုးရဲ့အရှိကိုဘယ်လောက်လိုချင်တာလဲနားလောက်ထားညားရင်နားလောက်မှာထားမယ်ပြီးရင် ruler လေးချက်ထားဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကခုနကပန်တူးကိုပြောင်းမယ်ပန်တူးကိုပြောင်းမယ်ဒီမှာဟောပါတော့အပေါ် layer တစ်ခုမှာသွားပြီးတော့ဖြစ်နေရမယ်နော် new layer တစ်ခုယူလာနော် new layer တစ်ခုခေါ်ထားပါနော်ပြီးရင် face ကိုပိတ်ပြီး stroke မှာကျွန်တော်တို့ကဖြူအောင်ပြောင်းမယ်ပေါ့ဖြူအောင်ယူထားမယ်နော်ရမယ်ကျွန်တော်တို့ကမီးပုံးကိုတောင်းအောင်သွားရမှာမဟုတ်ဘူးဒီဘက်နားနေသွားမှာအဲ့တော့ကျွန်တော်ကလက်မအတိအကျသွားလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်လက်မအတိအကျကိုကျွန်တော်တစ်ခါတည်းပဲပြပေးလိုက်ပါမယ်အဲ့တော့ rectangular matrix 2ကိုပြောင်းပြီးရင် style မှာ normal ဖြစ်နေရင်ကျွန်တော်ကဒီမှာ face size ကိုသွားမယ်ကျွန်တော်ကဘယ်နှလက်မထားချင်တာလဲပေါ့နော် 0.3 ပဲကျွန်တော်ထားမယ် 0.3 နော်ဒီတောင်းကနေ 0.3 กว่าဒါဆိုများသေး 0.1 ဒီတန်ဖိုးကတော့ကိုဆွဲတဲ့ site ပေါ်မူတည်ပြီးတော့တန်ဖိုးကပြောင်းနေတယ်နော်ဒီ ruler လေးချက်ဆွဲမယ်ပြီးရင်ဒီဘက်ကိုလည်းထောက် ruler ချက်ဆွဲမယ်နော်ပြီး slap ဖြောက်ရင် control D ပြီးရင်ပန်တူးပြောင်းခုနပြောခဲ့သလိုမျိုးအဲ့တော့ကျွန်တော်ကဖြူအောင်ရေးမယ်ကောင်းနေပါโอเคဒီမှာလည်းကျွန်တော်တို့ကစံနာထပ်ချခြင်းချလို့ရတယ်နော် bracket က control D စံနာချโอเค
ဘာဆိုလို့ရှိရင်စကေးလေးကြားတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ stroke ရဲ့တန်ဖိုးကိုဘယ်လောက်ထားမလဲပေါ့3ထားမလားသို့မဟုတ်4ထားမလားနော်ဒီ short ကြည့်လိုက်ရင်ဘယ်လောက်ထားမလဲဆိုတဲ့အဖြေပေါ်လာလိမ့်မယ်နော်ဒီရူလာတွေပေါ့နော်ရူလာကိုဟဲလန်ဖြောက်ခြင်းနဲ့ဆိုလို့ရှိရင် control ရဲ့ကျွန်တော် keyboard ကနေပြီးတော့ဟောပါတော့ဘယ်လိုပြောမလဲဟောဝန်စံလုံးပေါက်ရှိတဲ့နေရာလေးပေါ့နော် keyboard လေးကိုနော်ကျွန်တော်ဒီမှာ shortcut လေးပြထားတယ်အဲ့ဒါလေးကိုနှိပ်ဟောပေါ့တစ်ချက်နှိပ်ရင်ဟဲလန်ဖြစ်မယ်နောက်ချက်ဆိုလို့ရှိရင်ကျွန်တော်ပေါ်လာမယ်နော်ဆိုတော့အဲ့ဒါလေးရှိမယ် okay ဒါပြီးရမယ်ကျွန်တော်အပေါ်ကိုထပ်ပြီးကြိုးထပ်တက်ကမယ်နော်လောက်ဆိုရအဲ့တော့ကျွန်တော်တို့အောက်မှာဒီမှာပြထားတဲ့အတိုင်းပဲအမီလေးချမယ်ပေါ့နော်အမီလေးဆက်မယ်အဲ့တော့ပန်တူကိုပြောင်းရမယ်ချက်နေဒီမှာ stroke ဖြစ်နေတယ်ပေါ့နော်ကျွန်တော်က fill ကိုပြောင်းပေးရမယ်ဒါမှပြီးမှပြောင်းမှာပြောင်းပြီ stroke ပိတ် fill ထားနော်နောက်တစ်ခါဆက်မယ်နော်ကျွန်တော်ဒီမှာ color အရောင်ခွဲမယ်ရှင်းတဲ့ဘက်ကိုသွားမယ်ကျွန်တော်ဆိုရဆောင်းရတယ်ပြီးမှကျွန်တော်ပြန်တည့်လိုက်မယ်နော်ကျွန်တော်ဒီမှာအရောင်လေးကိုချိန်မယ်ဒီလေကအရောင်လေးကိုဒီ color လေးကိုချိန်နော်ဒီမှာကျွန်တော်တို့လောက်တာနည်းနည်းလေးဆောင်းသွားတယ်နော်အဲ့တော့ကျွန်တော်လောက်ထားခဲ့တဲ့ဒီ layer လေးခုကို select မှတ်လိုက်ပြီးရင် control key လေးနဲ့နှိပ်ထည့်ဒီမှာကျွန်တော်တို့ကကိုလိုချင်တဲ့ပုံစံမျိုးကိုနည်းနည်းလေးချိန်လိုက်မယ်ပေါ့နော်ဒါကတော့ကိုယ့်ကိုလိုက်ချိန်ကြည့်ပေါ့ဒါကတော့မခတ်တော့ပါဘူးနော်ဆောက်ဆိုရင်ရပြီကျွန်တော်အဆင်ပြေပြီအဲ့တော့ခုနဒါလေးကို group ဖွဲ့လိုက်မယ်ဒီရောက်ဟိုအောက်ဆုံးဆွဲချမယ်အဲ့တော့မောက်လေးဖြီးပြီးတော့ဆွဲချလိုက်ပါနော်ဒါဆိုအောက်ရောက်ပါဟုတ်အဲ့တော့ကျွန်တော်တို့ကသူ့ကို group ဖွဲ့လိုက်မယ် control G ပေါ့နော်ဖွဲ့လိုက်ပြီးတော့ကျွန်တော်တို့ကသူ့ကိုနည်းနည်းကြီးကြည့် okay ဒီမှာကျိုးလေးကပေးသွားတယ်ကျွန်တော်နည်းနည်းလေး stroke လေးနည်းနည်းကြည့်လိုက်မယ်ဒီနှစ်ခုကိုကျွန်တော်layerပေါင်းလိုက်လို့ရတယ်နော်ကျိုးဒီကျိုးကိုကျွန်တော်ခုနကတန်ဖိုးကြည့်မယ်ဆိုလို့ရှိရင်10လောက်ထားလိုက်နော်သူ့ကိုလည်းကျွန်တော်ကဒီအောက်ထဲကိုထည့်မှရမယ်နော်ဒီကျိုးကိုလည်းအောက်ထဲဆွဲချဆွဲချ okay ရမယ်ထင်တယ်အဲ့တော့ဒီဟာလေးတစ်ခုရသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာသူ့ကို color အရောင်ပြောင်းပြီးတော့ထပ်သုံးလို့ရတယ်အဲ့တော့ကျွန်တော်သူ့ကို green လို့မှတ်လိုက်ပါမယ် green နော်ဒီဘက်မှာကျွန်တော်အရောင်ထပ်ပြောင်းနော် order နဲ့ shift ကိုဖိပြီးတော့ copy ဆွဲချလိုက်ပါတော့ဒီမှာကိုပြောင်းခြင်းတဲ့ဟာကို right click ထောက်နော် layer ကိုရွေးကို layer မှာသွားပြီးတပတ်လေးနှိပ်လိုက်ရင်ထောက်လေးပေါ်လာမယ်ကိုပြောင်းခြင်းတဲ့အကြောင်းလေးကိုပြောင်းမယ်နော်ကောင်းလဲအပ်တယ်မယ်
နီဘက်ကိုသွားမယ်ပြီး Ctrl S ဒီနောက်မှာတစ်ခုသတိထားမှာကဘာလဲဆိုတော့ခုနကတော့ကျွန်တော်တို့ဒီလေယာကိုသွားပြီးတော့ပြန်လုပ်တဲ့အချိန်မှာဒီဘက်မှာသွားပြီးတော့အရောင်ပြောင်းသွားတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီရဲ့ Smart Object ကိုကျွန်တော် copy သွားယူပြီးတော့သုံးလိုက်တာဖြစ်တဲ့အတွက်ဒီမှာသွားပြီးတော့အရောင်ထပ်ပြောင်းတာပေါ့နော်ဒီဘက် folder မှာသွားပြီးတော့တက်ရောက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူ့ကိုမတက်ရအောင်ဘယ်လိုလုပ်အောင်လဲဆိုလို့ရှိရင် right click ထောက်ပြီးတော့ convert to smart object ဆိုပြီးနှိပ်ထားလိုက်ပေါ့နော်ရှက်နှိပ်ထားလိုက်အဲ့တော့ကျွန်တော်ဒီမှာပြောင်းရင်ဒီမှာလိုက်မပြောင်းတော့ဘူးပေါ့နော်နော်ဒီမှာလိုက်မပြောင်းတော့ဒီအရောင်လေးကိုလည်းကျွန်တော်ပြောင်းရမယ်အဲ့တော့ control U လေးနှိပ်လိုက်ပါနော် control U လေးနှိပ်ဒီပေါက်လေးကြာလာဒီကောင်းလေးရဲ့အရောင်ပြောင်းအောင်နော်ဟိုအရောင်ဖြစ်တဲ့အတွက်ဘာရောင်လဲသုံးမယ်โอเคတော့ရင်လုပ်တက်လောက်ပြီးထင်ပါတယ်လုပ်ကြည့်ပါအဆင်မပြေတာရှိရင်ကျွန်တော်ကို comment မှာလာပြီးတော့မေးလို့ရပါတယ်ကျွန်တော်ပြန်ဖြေချပေးပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကညီကိုတို့အတွက်တစ်ခုခုရသွားတယ်ဆိုလို့ရှိရင်ကျွန်တော်ကျေနပ်မိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးယခုဗီဒီယိုလေးကိုလည်း share ပေးပါဦးလို့တောင်းဆိုပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံး bye bye